အခုလိုမျိုးမီးမမှန်တဲ့အချိန်မှာမီးရိုးမီးရဲ့ပြန်ဆိုလာနဲ့ပါအသုံးပြုလို့ရမယ်ဒီကောင်လေးကြောင့်ကိုမစ်ဆက်ပေးမှာဖြစ်ပါတယ်ဒီကောင်လေးကတော့7 in 1ပဲဖြစ်ပါတယ်7 in 1ကဘာလဲဆိုတာကိုတော့ပြောပြပေးမှာဖြစ်ပါတယ်7 in 1ကတော့ဒီကောင်လေးက solar system ပါမယ်ပြီးတော့သူ့မှာ original ပါတယ်ဒီလိုမျိုးမီးလဲသုံးလို့ရမယ်နောက်တစ်ချက်ကတော့ဒီကောင်လေးကတော့ဒီလိုမျိုးမီးဒီနှလုံးမှာပါဝင်ပါမယ်ပြီးတော့ဒီကောင်လေးကရိုးဓမီတယ်မဟုတ်ဘဲနဲ့ Bluetooth နဲ့ပါချိတ်သုံးလို့ရပါတယ်ရှင်အဲ့တော့နံပါတ်4ချက်ပေါ့နော်ပြီးတဲ့အချိန်မှာတော့ဒီကောင်က Bluetooth နဲ့သုံးပြလို့ရတယ်လို့ radio နဲ့ပါချိတ်ပြီးတော့သုံးလို့ရပါတယ် radio နဲ့သုံးလို့ရတဲ့အပြင် USB တို့ TF ကတ်တို့နဲ့လည်းအသုံးပြုလို့ရတယ်ပြီးရင်ဒီကောင်ကတခုပိုကောင်းသွားတာဖုန်းမှာအားသုံးလို့ရတယ်ဒီလိုမျိုးပေါက်2ပေါက်ပေါင်ပါတယ်ရှင်ဒီကောင်လေးကိုရောင်းချပေးမယ့်ဈေးနှုန်းကတော့9000နဲ့မှ9000ကျပ်ပဲဖြစ်ပါတယ်ရှင်အရန်ကိုမှတန်ပြီးတော့အရန်ကိုမှမိုက်တဲ့ဈေးနှုန်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကောင်လေးကိုမှာယူချင်မှာက Viber ဖုန်းနံပါတ်ဖြစ်တဲ့3993193999494080မှာဆက်သွယ်မှာယူနိုင်တယ်လို့ Moki Online Shop Facebook Page Messenger နဲ့လည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်